အဖေနဲ့မေကသူတို့သဘောတူတဲ့လူနဲ့ပြေးစားတော့မယ်တဲ့ အမလေးမမောင်ရေဘာများလဲလို့ယူလိုက်ပေါ့ ခေါင်းခေါင်းရတော့ ခေါင်းကိုလည်းယူလေ တက်ညီလက်ညီရှိလိုက်တာငါသမီးလေရဲရရေမြခတ်ထုတ်ပေးလို့တော်သေးတာပေါ့သူကိုယ်တိုင်ကမတော်လို့ Good morning ခေါမဒေးစ် ဟောမဒီဆိုတာဘာလဲလူလေး ခေါမဒေးစ်ဆိုတာမြန်မာလိုပေါ်တာစကားနဲ့အရှင်အခင်းလို့ပြောတာပါ ကဲမင်းငါမေးပါဦးမင်းကဘယ်နှတန်းလို့ မင်းရရောက်အာဘောမင်းငါ့ကိုပညာရေးချင်းပါမေးရလားဟဲ့ရောက်မသိမချင်းမတာနှစ်တန်းအောင်ပြီးသားကွာနှစ်တန်းအောင်ပြီးသား နှစ်တန်း ဟုတ်တယ် ခွေးပါငါ3တန်းกว่า3တန်းမင်းနဲ့ငါတန်းကြီးတယ်မှတ်ထား ကျွေလေးတော်တင်းနေအောင်ရဲ့ပါအောင်ရှိလေအေး โอ้อีငါအဖေရဲ့မရင်ငယ်အသားကို ဟောဘေးသူမေးခွဲကြ အေးမင်းကဘာကိစ္စနဲ့လာတော့ ဟာဝင်းကြီးကိုကျွန်တော်ပထမ အမွေလိုချင်လို့လား